ကျွန်တော်ဒီနေ့ day 2ဆိုတော့ဒီနေ့ day 2ကလည်းကျွန်တော်ဘယ်အပိုင်းလေးဆက်သွားမလဲဆိုတော့ဒီ critical path method လို့ခေါ်ဒီ CPM နောက်ကွာမှာကျွန်တော်ဒီ precedent diagram လို့ပြောတဲ့ဒီဘာလဲ AOA လို့ခေါ်တဲ့ activity of arrow မှာကျွန်တော်တို့ကဒါဒီ critical part ဒီကျွန်တော်တို့ရဲ့ဘာလဲဆိုရင်ဒီအမဲရောင် arrow လေးက critical part ဟုတ်ပြီနော်ဆိုတော့ critical part ဆိုတဲ့သဘောတရားကကျွန်တော်တို့ကခုနကြောက်ဒီ text လေး၃ခုအတိုင်းပဲဟုတ်ပြီနော်ဒီကျွန်တော်တို့ဒီ foundation ဒီ excavation မလုပ်ရသေးမယ်နဲ့ foundation text ကစလို့မရဟုတ်ပြီနော်အဲ့တော့ तू ပြီးရင် तू လာရမယ်ဟုတ်ပြီနော် foundation ပြီးတော့မှကျွန်တော်ဘာလုပ်ကြမလဲဆို basement အတွက်ကျွန်တော်တို့ဒီမှာဟို wooden frame တွေထည့်မယ် heating system ထည့်မယ် plaster လို့အဲ့တော့ကျွန်တော်တို့က structure work ပြီးတော့မှ archi work သွားရမယ်နော်အဲ့ဒီမှာကျွန်တော်တို့ကပြီးရင်ဘာလုပ်ကြမလဲဆိုရင် concurrently bed test တွေကျွန်တော်ဒီမှာထည့်လို့ရတယ်ခုနကလိုကျွန်တော်ဒီမှာ external drain တွေထည့်လို့ရတယ် basement မှာရှိတဲ့ plumbing system တွေထည့်လို့ရတယ်เนาะကျွန်တော်ဒီမှာ rock plumbing တော့ဒါကတော့ကျွန်တော်တို့ကစင်ဘူးရဲ့ဒီလုံနေကြဇရာတွေကယူထားတာမဟုတ်ဘူးဆိုတော့နည်းနည်းလေးတော့ကျွန်တော်တို့ဒီအခေါ်ပေါ်လေးတွေကကွဲလိမ့်မယ်เนาะတကယ်တော့ဒီကောင်တွေက brick work ဆို archi တွေပေါ့ဒီဘက်က basement plumbing ဆို M&E job တွေပေါ့เนาะဆိုတော့ဒီအဲ့ဒါတွေပြီးတော့မှကျွန်တော်တို့ကဘာလုပ်မလဲအဲ့တော့ဒီမှာဆိုကျွန်တော်တို့ကဟို day duration ဒီ244เนาะအဲ့တော့ကျွန်တော်တို့ကဒီကောင်ဒီကျွန်တော်တို့က longest dayဆိုတော့အမြဲတမ်း critical part ဒီကျွန်တော်ဘာကိုယူရလဲဆို longest period ကိုယူရ longest day ကိုယူရเนาะအရှည်ဆုံးဟိုပါပေါ့ဟိုအကြာဆုံးရက်ကိုယူရတာပေါ့เนาะဆိုတော့ဒီမှာဆိုကျွန်တော်တို့က2ရက်ပေါ့1ရက်3ရက်ဒီကောင်ဆို4ရက်ဆိုကျွန်တော်ဒီကောင်ကိုလာပြီးယူတယ်ဟုတ်ပြီเนาะအဲ့ပြီးတော့ finish flooring ပြီးရင် plumbing နေပြီးရင် painting ပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဒီဘက်ကဟို varnish flooring ပါလုပ်မယ်ပေါ့ဟုတ်ပြီเนาะအဲ့တော့ဒါဒီကျွန်တော်တို့ရဲ့ critical part အဲ့တော့ဒီ critical part arrow တွေရဲ့ item တွေဒီကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုဒီမှာ immediate predecessor လို့ခေါ်တယ်အဲ့တော့ပြီးရင်ကျွန်တော်ဘယ်ကိုသွားမလဲဆိုရင်ဒီနေ့ကကျွန်တော်တို့က Microsoft project နဲ့ဒီရှိတဲ့ text တွေကိုကျွန်တော်စပြီးတော့ workout လုပ်မှာဟုတ်ပြီနော်အဲ့တော့ workout လုပ်မယ်ဆိုရင်ဒီ predecessor ဒီကျွန်တော်တို့သိရတော့မယ်ဟုတ်ပြီနော် beta test ပြီးမှ beta test လာဟုတ်ပြီနော် beta test မစားသေးဘဲနဲ့ beta test တွေကလုပ်လို့မရဘူး beta test တွေဒီ concurrent သွားလို့ရတယ်ဒီကောင်းနေကျွန်တော်စပြီးတော့ data min လို့နော်နောက်တစ်ခုကကျတော့ဒါကျွန်တော်မနေ့ကပြောခဲ့တဲ့အပိုင်းတွေပေါ့ BIM 4D management အနေနဲ့ကျွန်တော်တို့ကဘာလုပ်ရလဲဆို tower crane ဒီဘုံ lift တွေကျွန်တော်တို့ဗာလဲ tower crane ham ဒီ radius တွေစစ်လို့ရတယ်ရှိတယ်ပြီးတော့ဒီမှာကျွန်တော်တို့ရဲ့ Revit model ကနေပြီးတော့ကျွန်တော်တို့ဒီဗာလဲconcrete ရဲ့ volume တွေတွက်ထုတ်ရတယ် concrete volume ကနေကျွန်တော်ဗာရမလဲ formwork meter square ရမယ်အဲ့ဒီ formwork meter square ရမယ်ဆိုကျွန်တော်တို့ရဲ့ဒီမှာ plan နဲ့ actual ရဟုတ်ပြီနော်ကျွန်တော် progress ကဘယ်လိုဖြစ်နေလဲဟုတ်ပြီနော်ကျွန်တော်ဟို planning ထက်ကိုကျွန်တော်က actual ဒီအများကြီးကျွန်တော်စောပြီးတော့ပြီးနေရလားအဲ့လိုအများကြီးစောပြီးနေတယ်ဟေးဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိ site ထဲမှာရှိတဲ့ man power ဥယျာဉ်အရေးအတွက်ကဘယ်လောက်လဲဒါဆိုကျွန်တော်တို့ကပုံမှန်ဒီမေလမှာကျွန်တော်သုံးတဲ့ man power ဒီအယောက်2000လောက်ရှိဟုတ်ပြီနော်ဒါ work ကကျွန်တော် RC casting အတွက် work က2000လောက်သုံးထားတော့ကျွန်တော် cost တွေအများကြီးကျနေတယ် cost တွေအများကြီးကျရင်ကျွန်တော်ဘာလို့လဲအလုပ်ကပို့ပြီးတော့ပြီးနေတယ်အဲ့တခါကျရင်ကျွန်တော်ဘာလုပ်ကြလဲဆိုရင်အလုပ်အရင်ပြီးပြီးတော့ cost တွေအများကြီးကျတော့လေတခါကျရင်ကျွန်တော်ပြန်ပြီးတော့ cost control အထက်ကိုကျွန်တော်ကပုံနေဆိုကျွန်တော်ဗာပြန်လုပ်လို့ရလဲဆိုရင်ကျွန်တော်နောက်လာတော့ကိုကျွန်တော်ဗာလုပ်မလဲဒီ progress နည်းလေး short ပြီးတော့လူငယ်နဲ့ပြန် short လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့ကကျွန်တော်ကဘယ်အပိုင်းကိုဆက်သွားမလဲဆိုကျွန်တော်ဒီမှာ Gantt chart လို့ခေါ်တဲ့ Microsoft project software နဲ့သုံးတဲ့အပိုင်းကိုဆက်သွားမယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာဒီထဲမှာကျွန်တော်တို့မနေ့တုန်းက join ရဲ့အထဲမှာဆိုကျွန်တော်တို့ဒီ site မှာလုပ်တဲ့ engineer တွေပါမယ်ဟုတ်ပြီနော်ပြီးတော့ကျွန်တော်တို့ဒီ user တွေပါမယ်ပြီးတော့ architect firm မှာလုပ်နေတဲ့သူတွေလည်းတည်တင်တယ်အခုလို့ကျွန်တော်တို့တွေ bin ဘိုင်းမှာလုပ်နေတဲ့သူတွေဆိုရင်လည်းအခုကျွန်တော် bin 4D sequencing ဒါဆိုကျွန်တော်တို့က 4D sequencing ပဲဟုတ်ပြီနော် 4D sequencing နဲ့ကျွန်တော်ပေါက်တာလဲဆိုရင် 4D management ကျွန်တော်တို့ site ဒီ project management တွေကျွန်တော်လုပ်တယ်အဲ့တော့ project management ဘက်အောင်ဆက်ပြီးတော့သွားမဲ့သူတွေဒီကျွန်တော်တို့ကဘာသဘောတရားနားလည်ရမလဲဆိုရင်ဒီမှာရှိတဲ့ကျွန်တော်တို့ဒီ Microsoft project ရဲ့ Gantt chart ပေါ့နော်ကျွန်တော်တို့ဒီသဘောတရားကိုကျွန်တော်နားလည်ရဟုတ်ပြီနော်ဆိုတော့ Gantt chart တစ်ခုကိုယ်တိုင်ဟိုအကုန်ပေါ့နော်မစွဲနိုင်ရင်တောင်မှနော်သူများဆွဲထားတဲ့ Gantt chart ကိုကျွန်တော်ဘာလုပ်ကြမလဲဆိုရင်ဖတ်နိုင်ရဟုတ်ပြီနော်ဘာတွေသူ့ထဲမှာထည့်ထားလဲပေါ့နော်ဘာ text တွေပေါ့ဘယ်လိုပုံစံလေးတွေပေါ့ဟုတ်ပြီနော်အဲ့ဒီပြင်ကိုကျွန်တော်တို့ကဒီကိုယ်တိုင်ကျွန်တော်ဒီ area တစ်ခုကိုစပြီးတော့ဟို detail schedule ဆွဲပြီးဟေးဆိုလို့ရှိရင်လေကျွန်တော်တို့ကကိုယ့်ကိုဒီကျွန်တော် Microsoft project ထဲမှာ Gantt chart ကိုကျွန်တော်စပြီးတော့ထုတ်လို့ရတယ်နော်ကျွန်တော်တို့မှာဒီ master program schedule မရှိဘူးဆိုလဲ Excel ကတော့လူတိုင်းမှာရှိနော်ဆိုတော့ Excel မှာလည်းကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုရင် master program နီးပါးပဲနော်schedule တစ်ခုကျွန်တော်စပြီးတော့ထုတ်လို့ရတယ်
ဟုတ်ပြီနော်ဆိုတော့ဒီ schedule ထုတ်တဲ့အပိုင်းစီကျွန်တော်ဗမာတစ်ခေါက်ရှင်းပြခဲ့လဲဆိုတော့အရင်တစ်ခေါက်ကျွန်တော် sharing လုပ်ထားတယ်ဒီ Naviswork နဲ့ကျွန်တော် 4D sequencing ဆိုတဲ့အကြောင်းမှာကျွန်တော် sharing လုပ်ထားတယ်လေးရှိတယ်နော်အရင်တစ်ခေါက်ကကျွန်တော်ဗီဒီယိုလေးကျွန်တော်ဘယ်ထဲမှာထည့်ထားပေးတာရှိသလဲဆိုတော့နော်ကျွန်တော်ဟောဒီ Career Link Academy ဆိုတဲ့ page ထဲမှာကျွန်တော်ဒီမှာတင်ထားပေးတာလေးရှိမယ်နော်ကောင်ဒီ okay ဒီကောင်လေးနော်ဆိုတော့ဒီမှာဒီထဲမှာတစ်ချက်သွားပြီးတော့ကြည့်လို့ရတယ်နော်ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်တွေဘယ်လိုမျိုး Excel နဲ့ဟိုပေါ့နော် schedule တစ်ခုထုတ်လဲဆိုတဲ့အပိုင်းလေးကျွန်တော်ဒီမှာပြထားတာရှိတယ်နော်ဆိုတော့ကျွန်တော်ဒီ channel ဒီ video link လေးကျွန်တော် chat box ထဲမှာပို့ထားပေးမယ်နော်သွားပြီးတော့လေ့လာလို့ရတယ်ဟုတ်ပြီနော်နောက်တစ်ခုကကျတော့ဟုတ်ပြီနော်ကျွန်တော်စီမှာဒီ Telegram group လေးတစ်ခုရှိတယ်ပေါ့နော်ဆိုတော့ဒီ Telegram မှာကျွန်တော်ဒီဗာလေ career pathway ဆိုရဲကျွန်တော်ဗာတွေတင်ပေးထားလဲဆိုရင်အခုကျွန်တော် sharing လုပ်တဲ့ soft copy တွေမှန်တယ်များကျွန်တော်ဒီမှာလာပြီးတော့တင်ထားပေးတယ်ပြီးတော့လက်ရှိဘင်းအလုပ်ရှာနေတဲ့သူတွေအတွက်ဘင်းအလုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော် share လုပ်ထားတာရှိတယ်နော်ဆိုတော့ဒီမှာကျွန်တော်လာပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဒီ channel link လေးလေးကျွန်တော်တစ်ချက်ဒီမှာကူးပြီးတော့ chat box ထဲမှာထည့်ပေးထားမယ်နော်ဆိုတော့ free ကျွန်တော်လာပြီးတော့ join ထားလို့ရပါတယ်နော်ဆိုတော့ကျွန်တော်ဒီ section လေးပြီးသွားရင်ကျွန်တော် page မှာတစ်ခါထပ်ပြီးတော့ကြီးညာပါမယ်ဆိုပြီးတော့ဆိုတော့ဒီနေ့ကကျွန်တော်တို့ဆိုတော့ဒါကကျွန်တော်တို့ရဲ့ Microsoft Excel နော် Excel မှာဆိုဒီနေ့ကျွန်တော်တို့တွေစပြီးတော့ preparation လုပ်မယ်အပိုင်းနေသည်ဒီကောင်းနေဟုတ်ပြီနော်အဲ့တော့ပုံမှန်အဖြစ်ကျွန်တော်တို့က site တခုကျွန်တော်တို့တွေစပြီးဆိုလို့ရှိရင်ဘာလို့လဲဆိုတော့ကျွန်တော် site ရဲ့ temporary holding တွေထည့်အောင်ပေါ့နော်temporarily ကျွန်တော်တို့ဒီမှာဘာလို့ဆို facility တွေပေါ့နော်ခုနလို ECM တို့ဟုတ်ပြီနော်ကျွန်တော်ဗာလေဒီ washing bay တို့ site office တို့ဒါတွေအဓိကလိုအပ်တဲ့ဥစ္စာတွေပေါ့နော်ဆိုတော့ဒီကောင်တွေကျွန်တော်တို့ date ဟို site ရဲ့ဒါကတော့ကျွန်တော်ဟို roughly date တွေထည့်ထားပေါ့ဗျာနော်ဆိုတော့ site တစ်ခုရဲ့လိုအပ်ချက်အရာကျွန်တော်တို့ဘာတွေလိုလဲပေါ့အဲ့ဒါပြီးရင်ကျွန်တော် site မှာ tower crane သုံးပါလား tower crane သုံးမယ်ဆို tower crane ရဲ့ကျွန်တော်တို့ footing တွေနော်ပြီးရင် footing inspection လုပ်မယ် installation inspection လုပ်မယ်ပြီးတော့ကျွန်တော် dismantle ဆိုတဲ့ date တစ်ခုကျွန်တော်ထပ်ပြီးတော့ထည့်ရအောင်မယ်ဟုတ်ပြီနော်အဲ့ပြီးကျွန်တော် scaffolding သုံးမယ်ဆို scaffolding ပေါ့အဲ့ဒါပြီးတော့ကျွန်တော်ဒါဒီကျွန်တော်တို့ရဲ့ဘယ်အောက်မှာရှိမှာလဲဆိုရင်ဒီ pre-link အောက်မှာရှိမှာเนาะအဲ့တော့ဒီ၃ခုအကုန်လုံးပြီးပြီဆိုတော့မှကျွန်တော်တို့ရဲ့ဒီ site preliminary ပြီးပြီးတော့ဒီ scaffolding အောင်ပါပေါ့เนาะဒါပါအဲ့တော့ပြီးတော့မှကျွန်တော်တို့ရဲ့ဘာတွေစမှာဆို RC structure work တွေစနောက်ပြီးတော့တိုင်တယ်ပေါ့เนาะ project တစ်ခုပေါ့အဲ့ဒီ project တစ်ခုရဲ့ milestone ဒီကျွန်တော် total overall construction day ဒီဟုတ်ပြီเนาะကျွန်တော်တို့ကဘယ်လောက်လိုတာလဲเนาะဒါကျွန်တော်တို့က roughly ပဲကျွန်တော်တို့ကဒီမှာစပြီးတော့ခံမှန်းလို့ရเนาะ for example ကျွန်တော်တို့က300 day ဆိုရင်နော်ရပောင်း300နဲ့စောက်မယ်ဆိုရင်သူ့မှာပါတဲ့အချက်တွေအကုန်လုံးကျွန်တော်ဘာလုပ်ကြမလဲဆိုဒီမှာစပြီးတော့ကျွန်တော်ဘာလုပ်ကြမလဲ plan ချရဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့တော့ site pre-link ကနေစပြီးတော့ကျွန်တော်တို့ tower crane သုံးပါလားဒါမှမဟုတ်ကျွန်တော် bone lift နဲ့ပဲ install လုပ်မှာလားဟုတ်ပြီနော် scaffolding တွေထည့်မှာလားပြီးတော့ high rise တွေဆိုကျွန်တော်ဘာတွေပါမလဲ alima တွေပါမှာလား alima ဆိုကျွန်တော်ဘာလဲ passenger white ပေါ့နော်ဟို VN extra နဲ့ တက်လေကားတွေပေါ့ဟုတ်နော်ပြီးတော့ကျွန်တော်ဘာသွားမလဲခါကျကျွန်တော်ဗာ concrete pump ဟိုထဲဦးမှာလားဆိုတော့ဒီကောင်တွေ pump station တွေဒီကောင်တွေကျွန်တော်တို့အကုန်လာပြီးတော့ schedule တွေမှာထည့်မယ်ထည့်ပြီးတော့ roughly ရက်ပေါင်းဘယ်လောက်ရှိလဲဆိုကျွန်တော်စပြီးတော့ဒီမှာဒါကျွန်တော် Excel နဲ့ကျွန်တော်စပြီးတော့ plan ချလို့ရတယ်ဟုတ်ပြီနော်ဆိုတော့ Excel plan ချပြီးရင်ကျွန်တော် structure work ရှိမယ် structure မှာဆိုကျွန်တော်ဗာတွေရှိမှာခုနကလိုပေါ့နော် basement ပိုင်းလဲကျွန်တော် HDB ဆိုရင် piling footing pipe cap တွေအတွက်ကျွန်တော် excavation ချမယ် piling ချမယ် pipe cap install လုပ်မယ် foundation slab ထည့်မယ် formwork rebar ပြီးတော့ formwork ပေါ့နော် M&E pipe တွေ conduit တွေ casting တွေနဲ့ inspection ဒါတွေကျတော့ဘာလို့လဲဆိုရင်ထည့်ရမယ်ဒီ site ကျွန်တော်တို့ pre-link ပြီးတော့မှ RC work လာမယ် RC work ပြီးတော့ကျွန်တော်ဗာလဲ basement တွေပြီးရင် level 1 တက်မယ်ကျွန်တော် site မှာကျွန်တော်ကဒီ project ရ level ဘယ်နှခုရှိတဲ့ level အလိုက်ကျွန်တော်စပြီးတော့ဒီမှာချမှာပေါ့နော်အဲ့ဒါပြီးကျွန်တော်ဘယ်လိုသွားမလဲ archi ဘိုင်းသွားမယ်archi မှာဆိုရင်ကျွန်တော်တို့က basement ဆိုပေါ့နော်အခါနေပြီး level 1 2 3 4သွားမယ်အဲ့တော့ Excel ဒီကျွန်တော်တို့ကဘာပဲကျွန်တော်တို့တွေ roughly လုပ်လို့ရလဲဆိုတော့ဒီမှာရှိတဲ့ကျွန်တော်တို့ရဲ့ activity တွေကို duration ဘယ်လောက်လဲဆိုတော့ကျွန်တော်စပြီးတော့တွက်လို့ရနော်ဟိုကျွန်တော် estimate လုပ်လို့ရဒါပေမဲ့ဒီမှာကျွန်တော်ခုနပြောသလိုနော်ကျွန်တော်တို့ရဲ့ဒီ critical part method ဆိုတဲ့သဘောတရားတွေကျွန်တော်တို့က activity တွေကျွန်တော်တို့က one by one သွားမှာမဟုတ်ဘူးเนาะတချို့ activity တွေဒီကျွန်တော်တို့က concurrent သွားလို့ရ activity ရှိဟုတ်ပြီနော်
activity နှစ်ခုကျော် define နဲ့ပြန်ပြီးတော့ရတဲ့ activity ရှိနော်ဆိုတော့ define နဲ့ပြန်လို့ရတဲ့ activity တွေရဲ့ duration တွေကျွန်တော်ဘာမှပြန်ပြီးတော့လာပြီးတော့ link လုပ်လို့ရမလဲဆိုရင် Excel မှာက link လုပ်တာခက်ဟုတ်ပြီနော်ဆိုတော့အဲ့ဒါမျိုးဆိုကျွန်တော်ဘာသုံးမလဲဆိုကျွန်တော်တို့ရဲ့ဒီမှာရှိတဲ့ master program လို့ခေါ်တဲ့ MPP ကိုသုံးမယ်နော်အဲ့တော့ပုံမှန်ဖြင့်ကျွန်တော်တို့ကဒီ activity ဒီ item list တွေဒီကျွန်တော်ဘယ်သူစီကရဟိုနိုင်လဲဆိုရင်ကျွန်တော်တို့ကဒီ detail တွေကိုကျွန်တော်တို့ site engineer တွေကိုရေးခိုင်းလို့ရတယ်အေးဒီမှာ foundation ဆို bright လို့လည်းရေးပြီးတို့ကကျွန်တော်တို့ရေးပြီးလေဟုတ်ပြီနော်အပြင်ကျွန်တော်တို့တွေဘာလုပ်မလဲတချို့ဒီ overall progress ကဒီခါကျရင်ကျွန်တော်ဘယ်သူစီကလာလဲ PMC ကလာတာရှိဟုတ်ပြီနော်အဲ့တော့ project ထဲမှာကျွန်တော်တို့ကဘာရှိလဲ planner တို့ scheduler တို့ကဘာလုပ်မှာလဲဆိုရင်ဒီမှာရှိတဲ့ activity တွေကိုလိုက်ပြီးတော့ကျွန်တော်ဘာလုပ်မှာလဲဆိုရင်ကူးထည့်လိုက်ဟုတ်ပြီနော်ဒီမှာလိုက်ပြီးတော့ကျွန်တော်ဘာလုပ်မဆိုရင်ကူးထည့်လိုက်ရတယ်နော်ဆိုတော့အခုကျွန်တော် ਨੇ လက်ရှိဒီ MPP ပေါ့နော် master program ဟို software ရှိတဲ့သူတွေကဟုတ်ပြီနော်အရင်အများကြီးတော့ကျွန်တော်ဒီနေ့တော့သွားလို့တော့မရဘူးဗျာနော်အရင်အများကြီးသွားရင်အချိန်ရှိမှာမဟုတ်ဒါကတော့ကျွန်တော်တို့ရဲ့ပုံမှန်အားဖြင့် project ထဲမှာလုပ်တဲ့ base frame ပေါ့နော် base frame ဆိုတာကကျွန်တော်တို့က structure ဆိုကြပြီး archi ပြီးရင်ကျွန်တော်ပါတယ်လာမယ် landscape နော် either landscape ဆိုကျွန်တော် hard scale လာမယ် soft scale လာမယ် external work တွေလာမယ်ပြီးရင်ကျွန်တော်ဘာလုပ်လဲ bidding ပြီးလို့ရှိရင်ကျွန်တော်ဗာလဲ completion certificate ကျွန်တော်ဗာ CCC ဆိုပြီးတော့ inspection တွေလာမယ်ဆိုတော့ဒီကောင်တွေဒီကျွန်တော်တို့က roughly plan ချထားတဲ့ဥစ္စာဒီ plan ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရဲ့ project scope ဘယ်လောက်ဟိုဖြစ်လဲလိုအပ်တဲ့ဥစ္စာကျွန်တော်ဒီထပ်ပြီးတော့ထည့်နော်ဆိုတော့ဒီပုံစံတိုင်းကိုကျွန်တော်အခုဗာပြန်လုပ်ပေးလို့ရလဲဆိုရင် master program မှာကျွန်တော်ပြန်ပြီးတော့ study လုပ်နော်အဲ့တော့ master program တစ်ခုစပြီးတော့ study လုပ်မယ်ဆိုကျွန်တော် master program ကိုဖွင့်ပြီးတော့ date ဆိုကျွန်တော်ဒီမှာရှိတဲ့ item တွေကိုကျွန်တော်တို့က copy ကူးထည့်လိုက်ပြီမဲ့ဟုတ်ပြီနော်ကျွန်တော်တို့ရဲ့ဒီ project scope ရာဘာတွေထပ်ပြီးတော့ကျွန်တော် set up လုပ်ဖို့လိုလဲဆိုရင် day and time ဟုတ်ပြီနော်ဆိုတော့ day and time ဆိုတဲ့သဘောတရားကဒါဆိုကျွန်တော်တို့ကဟိုစင်ကာပူမှာတောက်လျှောက်အခုလုပ်နေနေတဲ့သူတွေဆိုလို့ရှိရင်စင်ကာပူရဲ့ဟုတ်ပြီနော် public holiday 2025မှာဘယ်နည်းရရှိလဲဆိုတာဒါကျွန်တော်ဘာမှသွားကြည့်ရလဲဆိုရင် M1 website မှာသွားကြည့်လို့ရတယ်ကျွန်တော်ဒီမှာ link လေးပေးထားနော်ဆိုတော့ကျွန်တော်ပြီးရင်ဒီ soft copy link ဟိုကိုကျွန်တော်ဘယ်ထည့်ကိုထည့်ထားပေးမလဲဆိုရင် Telegram လေးကိုကျွန်တော်ထည့်ထားပေးမယ်အဲ့ဒါဆိုရင်ကျွန်တော်ပေါ့ရဒီမှာရှိတဲ့ link လေးတွေ copy ကူးပြီးတော့ကိုယ့်ကိုတစ်ချက်ထပ်သွားပြီးတော့ roughly ကြည့်လို့ရတယ်နော်ကျွန်တော်ဒီမှာရှိတဲ့link လေးတွေကျွန်တော်ဒီမှာထပ်ပြီးတော့ကူးထည့်ပေးထားဒီကောင်လေးပေါ့နော်အဲ့တော့ဒီမှာသွားကြည့်လို့ရတယ်နော်ဒီကမှာကျွန်တော် job cleaner တို့နော်M1 တို့နော်ဆိုတော့အခုတော့ speed မှာတစ်ချက်သွားကြည့်လိုက်ဗျာနော်ဒီမှာတော့ကျွန်တော်ဖွင့်မပြရတော့ဆိုတော့ဒီမှာကျွန်တော်ကဘာလဲတွေ့ရဒါဒီစင်ကာပူရဲ့ public holiday ပဲ2025မှာအဲ့တော့ကျွန်တော်တို့ရဲ့project ဒီ2025 2026 2 year ဆိုရင်2027ထိသွားမှာလားအဲ့ဒါဆိုကျွန်တော်တို့ကဘာလို့က calendar ကိုစပြီးတော့ set up လုပ်ကြတော့ဒီမှာတော့ကျွန်တော်2025နဲ့ပဲစပေးထားတယ်နော်အဲ့တော့ new year ကျွန်တော်တို့ first Jan 2025ကနေစပြီးတော့ 25 December Christmas day ထိကျွန်တော်တို့ကဘယ်နည်းရက်ရှိဆို17ရက်ရှိတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ရဲ့ project တွေဒီဘယ်လို run ပါလဲပုံမှန်ပြင်စင်ကာပူကတော့ Monday to Saturday 6ရက် site တွေဟုတ်ပြီနော်တချို့ site တွေကလည်းတခါကျတော့ Saturday half day တွေပါတယ်ပိတ်ပေးနေရှိတော့ဗျာထားပါတော့ဟုတ်ပြီနော်အဲ့တော့ပုံမှန်ပြင်ကျွန်တော်တို့က6ရက်အချိန်ကဘယ်လောက်လဲ morning 8 to 6ဟုတ်ပြီနော်8 to 6တချို့ pro site တွေဆိုရင်7 to 6ဒါလည်းရှိနော်ကြားထဲမှာသူတို့က lunch break ကိုlunch break တို့ tea break တို့လည်းပေးသေးတာเนาะအဲ့တော့ပုံမှန်ဖြစ်ကျွန်တော်တို့ကတရက်ကို8နာရီခွဲလာပေါ့ဗျာเนาะသွားတာပေါ့အဲ့တော့ကျွန်တော်က8 to 6ဆိုရင်10နာရီပေါ့เนาะ tea break ကကျွန်တော်တို့ကပုံမှန်ဖြစ် lunch break က1နာရီပြီးတယ်12 to 1ပေါ့เนาะပြီးတော့ tea break ရနိုင်ဝက်ကကျွန်တော်တို့က3 to 4ဗာလေ3 to 3:30ဒါဆို3:30 to 4အဲ့ဒီတော့ tea break ပြီးအဲ့တော့ကျွန်တော်တရက်ကို1နာရီခွဲလောက်ပြန်ပြီးတော့နှုတ်လိုက်ရင်8နာရီခွဲပေါ့ run เนาะအဲ့တော့မှOD runner ဘာ runner တော့နောက်မှပဲထပ်ပြီးတော့ထည့်လို့ရအဲ့တော့စပြီးတော့ကျွန်တော်တို့ကเนาะဒီ MPP master ဒီ program software ကြီးဖွင့်ပြီးဆိုတော့ day ဆိုစပြီးတော့ကျွန်တော် run လို့မရဘူးစပြီး run ကျွန်တော်ရဲ့ project တွေအောက်ကုန်လေဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဘာစပြီးတော့လုပ်ကြလဲဆိုရင်ဒါကျွန်တော်တို့ရဲ့ဒီမှာဘာတော့လုပ်ကြလဲဆိုရင်ဟုတ်ပြီနော် option ထဲမှာနော်ဆိုတော့ software တစ်ခုကိုကျွန်တော်တို့
control လုပ်မယ်ဆိုပုံမှန်ဖြစ်ကျွန်တော် option နဲ့တွားတာနော် reveal လည်းတူတူပဲ option နဲ့တွားအဲ့ဒီမှာကျွန်တော်ဘာ tab လေးရှိရဆိုကျွန်တော်က schedule ဆိုတဲ့ tab လေးရှိတာပေါ့နော်အဲ့တော့ schedule ဆိုပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုရင်နော်ဒီမှာကျွန်တော်တို့ calendar option for this project ဒါကျွန်တော်တို့က exercise 1ပဲထားတာအဲ့တော့ဒီကျွန်တော်တို့ရဲ့ project တွေအကုန်လုံးဒီ single မှာရှိတယ်ဆို all new project လို့ပြောပလိုက်ဟုတ်ပြီနော်ဟုတ်ပြီနော် all new project ထားပလိုက်ရနော်ဒါပေါ့ကျွန်တော်တို့တချို့ project တွေက Singapore တို့တချို့က Sri Lanka တချို့က Myanmar အ Japan ဆိုရင်တော့ calendar တွေ3ခုလောက်ကျွန်တော်4ခုလောက်ခွဲရမှာပေါ့နော်အဲ့ဒါပုံမှန်အဖြစ်ကျွန်တော်တို့က week က Sunday ရမစားဘဲနဲ့ကျွန်တော်တို့ Monday ရစားလိုက်ရနော်ဒါတော့ကိစ္စမရှိဘူးကျွန်တော်အဓိကအဖြစ်ဘယ်လိုစဆိုတော့ start date က 8 am end date က 6 pm နော်အဲ့တော့ hour per days ကဘယ်လောက်လဲ 8.5 hour per week days per month အဲ့တော့ hour per week ဆိုတာကကျွန်တော်တို့က per day 8.5 လေကျွန်တော်တို့ per week ကဘယ်လောက်လဲ6ရက်ဟုတ်တယ်မလားအဲ့တော့ 8.5 ကို6နဲ့မြှောက်ရင်မှန်လား51ဟုတ်လားကျွန်တော် slap လုပ်ပြီးတော့တစ်ချက်ပြန်ကြည့်ရမယ်နော်မှန်တစ်ချက်ကြည့်ကြည့်ပါဟုတ်တာပေါ့51နော်ဒါပေမဲ့အဲ့တော့ကျွန်တော် days per month ဆိုတော့ကျွန်တော်ဘယ်လိုတွက်မလဲဟုတ်ပြီနော်အဲ့တော့ day per month ဆိုတော့ကျွန်တော်ပုံမှန်ပြောရရလေဒီဘက်4ရက်ရှိတာပေါ့ဘာလဲဟိုဘာလဲ4ရက် Sunday နှုတ်လိုက်လीအဲ့တော့ရက်30ရက်4ရက်နှုတ်လိုက်အဲ့ဆိုကျွန်တော်တို့ကပြောတယ်ဗျာမဟုတ်ဒီဘက်4တလောက်4ဘက်ရှိတဲ့လရှိသလို5ဘက်နဲ့ရှိတဲ့လလည်းရှိတယ်အဲ့ကြားထဲမှာကျွန်တော်ဘာလို့ရသေးလဲဒီခုနက public holiday ရှိတဲ့ဟိုရက်တစ်ဘက်တွေလည်းရှိတော့ကျွန်တော်တို့ဘာပြတော့ဆိုတော့ roughly ကျွန်တော်ပြန်ပြီးတော့ calculate လုပ်လို့ရတယ်ဒီမှာဘာရှိလဲဆိုရင်နော်roughly ကျွန်တော်တို့ကဒီမှာ per day per month ဆိုတာကကျွန်တော်ဘာပြန်တွက်ပြဆိုတော့ဒီမှာ non working day in a year နော်နေ့တစ်နေ့က non working day ကျွန်တော်ပြန်တွက်ပြအဲ့နေ့နဲ့ non working day ဆိုတာကခုနကပြောတဲ့ public holiday နဲ့ Sunday ဘယ်နေ့ရှိတယ်ဆိုတာ ਨੇ ပေါင်းလိုက်နော်အဲ့တော့ Sunday ဘယ်နေ့ရှိတယ်ဆိုတာသိရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ link လေးပေးထားတယ်ဒီမှာကျွန်တော်ဗာလဲ job calendar ဆိုတော့တွက်ကြည့်တယ်နော်အဲ့တော့ပေါင်းလိုက်63 day အဲ့တော့365တွေက63နှုတ်ပြီးတော့စနေနဲ့စာရင်ကျွန်တော်ဘယ်လောက်ထွက်မလဲဆိုရင်8 okay ကျွန်တော်ထင်တယ်ဒီ amount ကျွန်တော်ပြန်တွက်လိုက်ပါတယ်နော်ကျွန်တော်ဒီကောင်ကျွန်တော်ဖြည့်ထားတာဟုတ်တယ်ကျွန်တော်တစ်ချက်လောက်စကြည့်ပြီမှန်ပါနော်ဟုတ်နော်365အနှုတ်63 3 divided by 2ဆိုရင်အဲ့မှာ25.16ပေါ့နော်အဲ့တော့ဒီကောင်ဒီကျွန်တော်တို့ရဲ့ day per month ဆိုတာဒီကောင်ဖြစ်မှာ25 roughly ပေါ့နော်ဆိုတော့ 25.2 တွေပါရေးချင်တယ်ရေးပေါ့နော်ကျွန်တော် roughly ထည့်ထားတယ်ဟုတ်ပြီနော်ဆိုတော့ဒီမှာကျွန်တော်ဘယ်လိုပြန်ပြီးတော့ sorry သွားလေဆိုတော့ပြောပြနော်ကျွန်တော်တို့ percentage တွေပါမယ်new task creator မှာကျွန်တော်တို့က manual လုပ်မလား auto လုပ်မလားဒါကတော့ပြီးမှကျွန်တော်တို့ကဒီ project ထဲမှာရောက်ပြန်ပြောင်းလို့ရတယ် manual တူနော် duration ကိုကျွန်တော်တို့က day ပဲရိုက်မယ်တချို့က duration ကိုကျွန်တော်တို့ကဟို week per week per month ရိုက်လိုက်ရကျွန်တော် day ပဲရိုက်နော်ဆိုတော့ဒီမှာရှိတဲ့ဟို screenshot လေးတစ်ချက်ကိုရိုက်ပြီးတော့သိနေသိမ်းထားဒါမှမဟုတ်ဒီ screenshot ကကျွန်တော်ဘာမှထည့်ထားဆိုရင်ကျွန်တော်ဟိုဒီ slide လေးထဲမှာထည့်ထားတာလေရှိဟုတ်ပြီနော်ပြီးတော့ဟုတ်ပြီနော်အဲ့ဒါပြီးတော့နောက်တစ်ဆင့်ကကြတော့ကျွန်တော်ဗာထပ်ပြီးတော့သတ်မှတ်လို့ရသေးလေဗာသတ်မှတ်ရသေးလဲဆိုတော့ calendar လေးကျွန်တော်ပြန်ပြီးတော့သတ်မှတ်ကြမယ်နော်ဆိုတော့ကျွန်တော်တို့ရဲ့ဒီ Microsoft project တစ်ခုစလိုက်ပြီးဆိုလို့ရှိရင် calendar ဒီ plain နော် plain ဆိုတာကသူ့မှာဘာမှဟိုလောက်ထားတာမရှိနော်သဘောတရားကဟုတ်ပြီနော် calendar ကျွန်တော်သူဒီဟို set up လုပ်ထားတာမရှိနော်အဲ့တော့ကျွန်တော်တို့ကဟုတ်ပြီနော်ဘယ်လိုကျွန်တော်တို့တွေသွားမလဲဆိုကျွန်တော်ဒီ project ဆိုတဲ့နေရာမှာကျွန်တော်တို့က chain working time ဆိုလေးတွေကျွန်တော်မှာရှိဟုတ်ပြီနော်အဲ့ chain working time ဆိုပြီးတော့ကျွန်တော်ဒီနေရာမှာဘာတွေသွားထည့်ရမလဲဆိုကျွန်တော်တို့ရဲ့ခုန public holiday 17ရက်ဒီမှာသွားပြီးတော့ကျွန်တော်ဘာလို့ရိုက်ပြီးတော့ထည့်ရဟုတ်ပြီနော်အဲ့တော့သဘောတရားဒီကောတစ်ခါလိုက်ပြီးတော့လုပ်ချင်လဲလုပ်လို့ရတယ်နော် project ထဲမှာဒီမှာကျွန်တော်ပါရှိလဲ chain working time ဆိုတာရှိနော်ဒါကျွန်တော်အရင်တော့လုပ်ထားရှိပါ2025 calendar ဒီမှာဟုတ်ပြီနော်အဲ့တော့ပုံမှန်အဖြစ်ဒီမှာကျွန်တော်ပါရှိလဲ new year day ရှိတယ်နောက်တစ်ခုက single မှာဆိုရင်ခုနကျွန်တော် slide အရာဟ
ဟုတ်ပြီနော်ကျွန်တော်ဒီမှာပါရစီဒါပေမဲ့ဒီကောင်လည်းကျွန်တော်ဟို setup တော့လို့ full တွေလုံးမထားဘူးနော် High Raya ရှိမယ် Good Friday ရှိမယ်အခု April မှာဆို Good Friday ပြီးတော့နောက်လာဆိုရင် Labor Day May Day နော် Vesak Day Hari Raya Haji National Day Republic Christmas အများကြီးပဲဆိုတော့ဒီမှာရှိတဲ့ date တွေကျွန်တော်ပါဒီမှာလာပြီးတော့ကျွန်တော်ထည့်ဆိုတော့ထား18 April ဒီကျွန်တော်ရဲ့ပါလဲ Good Friday ဆိုရင်ကျွန်တော်ပါသွားထည့်မလဲ Good Friday ဘယ် day လဲကျွန်တော်မှာဆိုရင်18 April အဲ့ဒီ18 April ဒီကျွန်တော်ပါလဲ Good Friday အဲ့တော့ဆိုဒီမှာရှိတဲ့ date တွေအဲ့တော့ဆိုသူဒီပါလို့ကျွန်တော်ကိုသူဒီမှာ exception ဆိုပြီးတော့ထည့်ပေးတယ်ဟုတ်ပြီနော်ဆိုတော့ဒီ calendar တွေဒီကျွန်တော်တို့ကဒီမှာဒါ create new calendar ဆိုပြီးတော့လုပ်လို့ရတယ်ဟုတ်တော့ create new calendar ဆိုပြီးတော့ကျွန်တော်ကပါလဲ2025ရဲ့ဘာ calendar လဲဒီကောင်ကကျွန်တော်ရဲ့ Singapore calendar ဆို SG calendar လို့ရေးထည့်လို့ရတယ်ဟုတ်ပြီနော်ဒါကိုကျွန်တော်မြန်မာ calendar တစ်ခုထပ်ပြီးတော့ထည့်နေတယ်ဆိုရင်လည်း2025မြန်မာ calendar ပေါ့ပြီးရဲ့ public holiday ကဘာတွေလဲဆိုတော့ကျွန်တော်သွားပြပါလေ assign လို့ရဟုတ်ပြီနော်ဆိုတော့ဒါလေးကျွန်တော် non working day နော်အဲ့တော့မှကျွန်တော်ဗာထည့်လို့ရဆိုတော့ detail ဆိုတော့ထပ်ပြီးတော့ကျွန်တော်ကြည့်လို့ရ detail ဒီကျွန်တော်တို့က non working day ပေါ့ဒါခါကျရင်ကျွန်တော်တို့ကဟိုဒါပေါ်တော့ကျွန်တော်တို့ရဲ့ဒီ company event ရှိလို့ have to ဒါပေါ်တော့ပုံမှန်ပြင် Chinese New Year ဆိုရင်site က have to ပိတ်တယ်ဟေ့ဆိုရင်ဒီမှာကျွန်တော်ဘာလို့ရလဲဆိုရင် working time ပြန်ပြီးတော့ပြောင်းလို့ရတယ်ဟုတ်ပြီနော်နောက်လို့ကျွန်တော် every Saturday က half day ဆိုရင် working time ပြန်ပြီးတော့ကျွန်တော်ပြောင်းလို့ရတယ်အဲ့တော့ကျွန်တော်ဒီ daily လား weekly လားနောက် every ဒါပါကျွန်တော် Saturday ဒီကျွန်တော်ရဲ့ half day ဆို every Saturday ဒီကျွန်တော်ရဲ့ဗာလဲအလုပ်ချိန်ဒီကျွန်တော်ဗာ8 to 12ပဲရှိမှာပေါ့အဲ့ဒါဖြစ်လို့ရတယ်အဲ့တော့ဆိုတော့ဒီမှာကျွန်တော်ပြန်ပြီးတော့ဗာလို့ရဆိုရင်ပြီးလို့ရတယ်ဟုတ်နော်ဒါတွေဒီကျွန်တော်တို့ကဘာလို့လဲဒီ Microsoft project မှာလာပြီးတော့ကျွန်တော်ပါဆို control လုပ်တဲ့ဥစ္စာတွေနော်ဒီမှာ18အဲ့တော့နောက်တစ်ခုထပ်ထည့်ရတယ်ဘာလဲဆိုရင်ကျွန်တော်တို့ရဲ့ May Day ဟုတ်ပြီနော် May ရဲ့ Labor Day တော့ကျွန်တော်ကနှိပ်လိုက်ပါနော် May ဘယ်လိုဖြစ်လဲ May 1လေးမီဒီဒီလေးပါဒီเนาะဆိုတော့ဓာတ်များကြော်ပြန်ပြီးတော့ပေါ့လဲဆိုရင်ထည့်ထားပြီအဲ့တော့ခုနရှိသမျှ17ရက်စလုံးထည့်မယ်ဟုတ်ပြီเนาะဟုတ်ပြီเนาะပြီးတော့ဒီမှာ Sunday တွေအကုန်လုံးကြော်ရပါလဲ non working day ထားမယ်ဟုတ်ပြီเนาะ Saturday ဒီ working day ထားမယ်အဲ့တော့တချို့ Microsoft project ရဲ့ default ဒီ Saturday Sunday က off day เนาะဆိုတော့ကျွန်တော် single Saturday off day မဟုတ်လေအဲ့တော့ဒီမှာကျွန်တော်ပြန်ပြုတ်ပြီးတော့ပြောင်းပြရတာရှိတယ်ဆိုရင် Saturday ကိုကျွန်တော်ဘာလုပ်မလဲ every Saturday ကို working day ညကျွန်တော်ပြန်ပြီးတော့ဒီမှာ set လုပ်ပြီးရတယ်ဟုတ်ပြီနော်အဲ့တော့ဒီကျွန်တော်တို့က calendar ကြီးဘာလုပ်ပြီးလဲဆိုရင် set လုပ်ပြီးကျွန်တော်ဘာလဲ2025 calendar ညနဲ့ကျွန်တော်တို့က save လုပ်ထားလိုက်ပြီဟုတ်ပြီဒါပေမဲ့တကယ်ကျွန်တော်တို့က project စပြီးတော့ဖွင့်မိခေဆိုလို့ရှိရင်နော်ဆိုတော့ကျွန်တော်ဘာလဲ option မှာဒါကကျွန်တော်တို့က project တကယ် option မှာပဲသူဒီ update ဖြစ်သေးတယ်နော်ဟုတ်ပြီနော်တစ်ချက်စမ်းကြည့်နေသူတွေတစ်ချက်စမ်းကြည့်လို့ရတယ်နော်ဒါပို့ကျွန်တော်ပြီးမှ video ပြန်ပြီးတော့ YouTube မှာ upload လုပ်ပေးမယ်နော်တစ်ချက်ပြန်ပြီးတော့ကြည့်ရအောင်နော်ဆိုတော့နောက်ဆုံးကျွန်တော်တို့ဒီမှာဘာ idea ထွက်ရမလဲဆိုတော့ကျွန်တော်တို့စီရောက်လာတဲ့ Gantt chart ကို information ကျွန်တော်ပြန်ပြီးတော့စစ်လို့ရဟုတ်ပြီနော်မှန်လားမှားလားပေါ့အားတော့ပြန်သွားပြဒီမှာဒီ Gantt chart မှာခုနလို public holiday လည်းမပါဘူးမှားနေတယ်ကျွန်တော်ပြန်ပြီးတော့ဟိုပါပေါ့နော် double check လုပ်လို့ရဟုတ်ပြီနော်အဲ့တော့ဒီမှာကျွန်တော် project ထဲမှာခုနကျွန်တော်ရဲ့ working time တွေအကုန်လုံးကျွန်တော်ဗာလဲ set လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဘယ်ကိုပြန်သွားလဲ project information ဆိုတဲ့နေရာမှာဒီမှာကျွန်တော်တို့ပြန်ပြီးတော့ချိန်ပြီးမှတ်တဲ့ calendar မှတ်တဲ့24 hour ဖြစ်ကျွန်တော်ဘာ calendar မှာလဲကျွန်တော်တို့ရဲ့2025 calendar ယူမှာဟုတ်ပြီနော်အဲ့တော့ start date နဲ့ current date က2704ဟုတ်ပြီနော်ပြီးတော့ဒီဗာလဲ start date ဒီမှာကျွန်တော်စပြီးတော့နည်းနည်းလေးပြင်ပေးရမယ်သူဒီဒီတစ်ခေါက်ကျွန်တော်တို့စပြီးတော့project set လုပ်ထိုင်နေရင်သူကစတခါဒီ date ကြီးက2021လောက်ကိုကြောင်ရောက်နေတယ်เนาะအဲ့မှာစပြီးတော့ကျွန်တော် project ကြီးထည့်လိုက်လို့ရှိရင်အခုလောလောဆယ်တိတ်ကိစ္စမရှိဘူးဟုတ်ပြီနော်ဘာကြောင့်ကိစ္စမရှိပြောရဆိုကျွန်တော်တို့ရဲ့ဒီစပြီးတော့ set up လုပ်ထားတဲ့ဒီ
project ဒီ manual နဲ့ကျွန်တော် set ဖြစ်တယ် manual ဆိုတော့သူကဘာ information မှ auto မဝင်နော်ဒီမှာရှိတဲ့ text mode ဒီဒါလေးတွေဒီ manual schedule ဆိုဘယ်လိုပုံလေးမြင်လဲဆိုဒီမှာ question mark လေးမြင်နေအခုကျွန်တော်တို့က project ကို pre-link ကိုကျွန်တော်တို့ကဒီကောက်ကိုကျွန်တော်ဗာလဲဆိုရင် auto ပြောင်းလို့ရှိရင်ဒီမှာကျ date ဆိုပြီးတော့သူဒီ19ရက်4လဆိုတာဝင်လာအဲ့ဒီ19ရက်4လဒီဘယ်ရဟာကြီးလဲနော်19ရက်3 days လေ at 90 to 22တဲ့နော်ဆိုတော့သူကဘယ်ကနေကျွန်တော်ဝင်လာဆိုခုနကကျွန်တော်ပြောတဲ့ဒီ project information ဆိုတဲ့နေရာနေဝင်လာဒီမှာကျ18ပြီးတော့19ကနေစတာကျွန်တော်အဲ့တော့ဒီမှာကျွန်တော်သွားပြီးတော့ပြင်ထားပြန် today date က27ဒါမှမဟုတ်ကျွန်တော်တို့ကပေါ့နော်ဟို tanda ဆိုလို့ရှိရင်ကျွန်တော်ဗာလဲဆိုရင် pre ပေါ့နော် tanda ဆို next year ကနေကျွန်တော်စမယ်ဆိုရင်ဒါပေါ့ကျွန်တော်မေလေးပြီးမှ AC စမယ်ဆိုရင် fit me ကနေစမယ်ဆို fit me ပေါ့အဲကျွန်တော်ပြင်ထားပြီနော် fit me ဆိုကျွန်တော်ပြင်တော့တယ် fit me ကိုပြောင်းပါဟုတ်ပြီနော်အဲ့ဒါခါကျွန်တော်စပြီးတော့ဒီ project ဒီ master program စပြီးတော့ຢာတော့ဖွင့်တော့ကျွန်တော်တခါ time ရွာလေသေးတယ်စလိုက်တာねဒီကြီးကဘယ်ကနေရောက်လာအဲ့တော့ဒီလိုမျိုးကျွန်တော် set up လုပ်ကြမယ်ဆိုတာကျွန်တော်အဲ့လောက်ကြီးမသိနော်နောက်မှကျွန်တော်တို့ဟိုလေ့လာရင်းနေမှာဩဒီလိုကိုနော်ဟိုလူမေဒီလိုမေကျွန်တော်လိုက်လှည့်ပဲပြီးတော့မေးရတာပေါ့ဒါပေမဲ့ဟိုကျွန်တော်တို့ရဲ့ current knowledge ဒီလေဘာပဲကျွန်တော်တို့ set up လုပ်ရလဲဟိုဆိုရင်ဒီခုနလိုပေါ့နော်ကျွန်တော်တို့ဒီပါလေ predecessor ခုနကျွန်တော်တို့ critical path method လို့ပြောတယ် arrow diagram ကျွန်တော်တို့ test တွေကိုကျွန်တော်ပြန်ပြီးတော့ link လုပ်မယ်ဟုတ်ပြီနော် project milestone date တွေထည့်မယ် project ကိုကျွန်တော်ဘာလုပ်မလဲ text တွေကိုကျွန်တော် summary ခေါ်မယ် summary group by group ခေါ်ပြီးတော့ကျွန်တော်ဘာလုပ်မလဲအဲ့ text တွေကျွန်တော်ဘယ်လိုမျိုး link ချိန်မလဲဆိုတဲ့အပိုင်းလေးဒီမှာကျွန်တော်ပြောပြခဲ့ဟုတ်ပြီနော်ဆိုတော့ဒီလောက်နားလည်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင် can check တစ်ခုစပြီးတော့ create လုပ်ရသလိုသူများစီရရတဲ့ can check ကိုလည်းကျွန်တော်ပြန်ပြီးတော့ double check လုပ်လို့ရတယ်ကျွန်တော်အမြဲ double check လုပ်ကြတယ်နော်ဘာလို့ဆိုတော့ information မှန်ပေါ့အဲ့တော့အရင်ကျွန်တော် repeat သင်တော့ဆိုရင်လည်းကျွန်တော် repeat သင်တယ်မှာဘယ်သူတွေပါတယ်ဆိုရင် keywords တွေပါတယ် keywords တွေဒီကျွန်တော် repeat architecture model ကိုဆွဲစရာမလိုသူကမဆွဲဘူးဒါပေမဲ့သူတို့စီကိုရောက်လာတဲ့နော် structure model ကိုမှန်သူတို့ကစစ်ကဟုတ်ပြီနော်အဲ့တော့ကျွန်တော်မှအမြဲတမ်းအရင်တစ်ခေါက်ကျွန်တော်ဒီ architecture modeling နေသင်တော့ဆိုရင်ကျွန်တော်မှ bin guide ဆိုတာကျွန်တော် model termination တွေပေါ့ column တွေဆိုရင် level 1နေ level 2မှာ column တွေကအကုန်ရက်ကမယ်နော် stop ဖြစ်ကမယ် level 1 level 3ရောက်ထိသွားလို့မရ level 1 level 3သွားရင်ဘာဖြစ်မလဲကျွန်တော်တို့တွေအဲ့မှာခုနကလို concrete volume ထုတ်လို့ရှိရင်တော့ပြဿနာတက် column ကြီးက level 1 column က level 3ထိရောက်နေဆိုရင် column က2ဆလောက်ဖြစ်တယ်နော်ဘာလို့ကျွန်တော် concrete volume က level တစ်ခုစီတွက်တယ်လी column ကြီးက level 3ထိရောက်နေတက် level သားများတယ်နော်အဲ့လိုမျိုးကျွန်တော်တို့ဒီဒါဟို modeling error တွေကျွန်တော်ဘာလို့ကဆို QS တွေပြန်ပြီးတော့စစ်ကနော်သူကဘာမှသွားစစ်လဲဆိုရင်ရှင်းလေး QS တွေကဘာလို့တာလဲ model ဆွဲကြရမလို့ဒါပေမဲ့သူတို့တွေဒီဘာထုတ်ကြတယ်ဆိုရင် quantitative call လို့ခေါ်တဲ့ quantity schedule ထုတ်ရတယ် quantity schedule ထုတ်လို့ရှိရင်ဒီ column နဲ့ဒီ column compare လုပ်လို့ဒီ column ဘာဖြစ်လို့ concrete volume အရင်များနေလဲဆိုအဲ့ကောင်လေးကို click မှတ်ပြီးတော့ show in photo လို့ပြောလိုက်ရင် column ရဲ့ design တွေပါပြန်ပြီးတော့ဘယ်လိုဆွဲထားတော့ကြည့်လို့ရတယ်နော်ဒီလိုပဲ structure wall တွေ floor တွေ termination တွေအများကြီးရှိတယ်နော်ဆိုတော့ termination တွေမှန်အောင်လို့ကျွန်တော်ဘာလုပ်ပြရလဲဆိုရင်တခါရဲ modeling ဆိုရင်လည်းပြော့ပြနော်ဟုတ်ပြီနော်ဒီမှာဆိုလဲအတူတူပဲကျွန်တော်တို့က bin coordinator လောက်တာဟို site ခုနလို manager PMC ကနေပြီးတော့လာတဲ့ schedule ဒီအခါကျရင်သူလည်း overload ဖြစ်မှာပေါ့နော်အခါကျရင်တချို့ထားပါတချို့ site ဟိုကျွန်တော်တို့တွေ manager တွေဒီသူတို့အချိန်မရှိတော့ဒီ HDB ကအရင်စောက်ထား HDB 4လုံးအထက်20အခုပြန်စောက်မဲ့ HDB ဒီ6လုံးအထက်20ဆိုဘာလုပ်လိုက်တယ်သူတို့ကအလုံးဟို HDB နှလုံးစာကိုကန့်ချလိုက်ပစ်ထည့်လိုက်တယ်အဲ့ဒါပြီးသွားပြီသူတို့ကပြီးတော့ duration ဆွဲဆန်လိုက်နော်ဒီခါကျဒီ kant check တွေပါလေသူတို့ update လုပ်ဖို့မေ့နေနော်ဆိုတော့ဒါက standard ဆိုတော့ roughly သွားတာနော်ဆိုတော့အဲ့ဒါမျိုးဆိုကျွန်တော်ဒီမှာပြန်ပြီးပါလို့ဆို double check ပြန်ပြီးတော့လှုပ်လို့ရတယ်ရှင်နော်ဟုတ်ပြီနော်ဘာလို့ဆိုတော့ကျွန်တော်တို့ကသူတို့ဆရာဒီ kant check ကိုယူပြီးတော့ကျွန်တော်ပါမှာလဲကျွန်တော်တို့ရဲ့ repeat model ပြန်ပြီးတော့ link လုပ်တာကိုဟုတ်ပြီတော့ link လုပ်ပြီးတော့ကျွန်တော် price ထုတ်တာလဲဆိုရင်ဒီကျွန်တော်ပါလဲ 40 ဒီတစ်ဘက်ကကျွန်တော်ပြခဲ့တဲ့ sequencing video တွေကျွန်တော်ထုတ်တာကို text တွေနဲ့ပတ်သက်ပြီးတော့နော်မနေ့ကဆိုကျွန်တော်တို့ဒီမှာ
ဗာလဲ RC slab တွေပြီးတော့မှကျွန်တော်တို့ရဲ့ archi work တွေစမှာမှာ archi slab ပြီးတော့ဒါဆိုကျွန်တော် generally error ဖြစ်နေတယ်ကျွန်တော်ပြန်ပြီးတော့ဖမ်းလို့ရတယ်ပေါ့เนาะဒါပြီးတော့ကျွန်တော်ပြန်ပြီးတော့ဖမ်းနေပန်းကျွန်တော်မနေ့ကပြောခဲ့เนาะဆိုတော့ဒီနေ့ကျတော့ကိုယ့်အနေကိုဒီ Microsoft project မှာ Gantt chart တစ်ခုစပြီးတော့